လုံးမင်္ဂလာပါရှင်ထိုင်လာတို့ဒီနေ့တော့ဒါဘန်ကောက်မြို့လေးရဲ့မနီးမဝေးပေါ့နော်မင်းတို့ဒီ Resit ကျောင်းနဲ့ဆိုလို့ရှင်မိနစ်20လောက်ပဲမောင်းဝိုင်းနေရမှာအတော့ကောအစားကောဓာတ်ပုံရိုက်ဖို့လုံးဝချီလီဝင်းလေးလုပ်လို့ရတဲ့နေရာကောင်းကောင်းလေးကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဆိုင်လေးကတော့သူဒါဆိုင်နမည်ကတော့မောင်မိုင်းဆိုရယ်ဘားလေးနဲ့တွဲဖွင့်ထားတဲ့ restaurant လေးပေါ့နော်တော့ဒီ live music တွေလည်းရှိတယ်ပြီးသွားလို့ရှိရင်ဒီလေကွင်းလေးထဲမှာလေကွင်းရဲ့ဘေးမှာဆောက်ထားလို့ပေါ့နော်လုံးဝကျင်းငတ်တန်လေးနဲ့တတရရလေး AC လေးထိုင်ပြီးတော့ပေါင်းတင်းနေပဲဖြစ်ဖြစ်ဒါမိသားစုနဲ့ပဲဖြစ်ဖြစ်အနားယူပန်းဖြစ်လို့ကောင်းတဲ့နေရာလေးပေါ့နော်ပြီးတော့ဒီဆိုင်ရဲ့ထူးခြားချက်လေးဆိုလို့ရှိရင်လည်းဒီ Power Ranger ဒီဝတ်စုံတွေဝတ်ထားတဲ့waiter လေးရဲ့ service လာပေးရအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးသွားလို့ရှိရင်ဒါကောင်မလေးဆိုလို့ရှိရင်လည်းလောက country vibe လေးတပုံရိုက်ချင်တဲ့လူတွေအတွက်လည်းအရန်အဆင်ပြေတဲ့နေရာလေးတစ်ခုပဲဖြစ်ပါရဲ့ရှင့်မင်းတို့ဒီ Rancid University နဲ့ဆိုလို့ရှိရင်မိနစ်20လောက်မောင်းလိုက်ရင်လည်းရောက်တယ်လမ်းလာတဲ့ fight ကလေးမင်းတို့ဒီရန်ကုန်မှာဆိုလို့ရှိရင်လှော်ကားတို့မင်္ဂလာတုံတို့သွားတဲ့ခန်းစားချက်လေးပေါ့နော်လုံးဝမြန်မာပြည်ပြန်ရောက်သွားသလိုခန်းစားလိုက်ရတယ်စားတောက်လေးဆိုလို့ရှိရင်လည်းတို့ရှိမှဒီထိုင်းစာမင်းပေါ့နော်ဒီကထိုင်းစာလေးတို့အစုံရတယ်ဒါ menu လေးမှာဆိုလို့ရှိရင်ဒါ drink menu ဆိုလို့ရှိရင်လည်းကောက်တေးပါတယ်ပါတယ်ဘီယာတွေပါတယ်ပြီးသွားရင်မူကထပေါ့နော်မူကထရမယ်ပြီးသွားတို့ဒီ Thai hot pot ပုံစံမျိုးဒီမျိုး hot pot လေးအားမျိုးလေးလည်းရတယ်ဈေးလေးတွေကတော့ပေးပျော်ပါတယ် a little လေးတော့များတယ်လို့ခံစားရဒါပေမဲ့စားတော့ရောက်လာတဲ့အခါကျတော့မဆိုးပါဘူးပေါ့နော်ကိုအုပ်စုလိုက်လေးလာပြီးတော့ AC အနားယူပန်းဖြေလို့ရပါတယ်ဒါကတော့မင်းတို့ဒီထိုင်စားတဲ့နေရာလေးရဲ့ပြီးနာကလေကွင်းလေးပေါ့နော်ဒါအဲ့နေရာထိုင်လာလို့စားခဲ့တာကကြတော့ဒါပဇွန်ကင်ကိုသူစားလေးနဲ့ပတ်ပြီးกินတာလေအဲ့လေးမစိုးတော်တော်စားလို့ကောင်းတယ်ဒါတော့မထိုင်လာပဇွန်ဘလို့ရတာရှိရဲဆိုတဲ့အကြောင်းပြပြနေရဖြစ်ပါတယ်ပဇွန်ကပြီးတော့ဒီအကောင်းတဲ့အချက်လေးကကြတော့ဒီထိုင်းတောင်းလေးတွေပေါ့နော်ထောင်းလေးဆိုလို့ရှိရင်တော်တော်စားကောင်းတယ်ပြီးွားရင်ဘီယာကတော့သူတို့လီယိုတို့ချန်တို့ဟန်နီကန်တို့အစုံရတယ်ပေါ့နော်တခြားကော့တေးပါလည်းရပဲပြီးတော့လို့သူတို့ထိုင်းအချိုဝဲလေးတွေလည်းမင်းတို့မီနူးထဲမှာတွေ့ခဲ့ပါတယ်ဒါကတော့ဒေါ်ထိုင်လာသူကြီးစားကိုအတီးမြန်မာစကားတင်ပေးနေတာဖြစ်ပါတယ်ဟာတင်ပေးလည်းမပြောပါဘူးဟီပြီးတော့ဒါမူကထလေးဆိုလို့ရှိရင်လည်းမစိုးဘူးပေါ့နော်ဈေးကတော့ little လေးများပါတယ်စကောက်ပါတယ်အဲ့တော့ဒါမင်းတို့ခုចောင်းပိတ်နေတော့ဆိုတော့ template လေးလည်းရှိတော့ဒါចောင်းလေးနဲ့မနီးမဝေးလေးမှာရှိရဲ့မောင်မိုင်ဆိုတဲ့နေရာလေးကိုသွားလဲပြီးခဲ့ပါတယ်လေကွင်းလေးနဲ့လုံးဝစင်းစင်းဆူဆူလေးနဲ့ချင်းငတ်တန်လေးနဲ့ပေါ့နော်အဲ့တော့ကျောင်းသားမှနေပြီးတော့ဘယ်နှသွားမှမသိဘူးဆိုလို့ရှိရင်ဒီနေရာလေးကိုသွားကြည့်ဖို့အတွက် recommend ပေးပါတယ်မြန်မာပြည်အလွမ်းပြည်မြန်မာပြည်နဲ့ fight တူတဲ့နေရာလေးတစ်နေရာကိုပြန်ရောက်သွားတဲ့ခန်းစားချက်လေးပေါ့နော်ခမလေးတွေလုံးဝအင်ကြီးလှလှလေးနဲ့ country vibe လေးဓာတ်ပုံရိုက်လို့ရမယ်ဝတ်စုံလေးဝတ်သွားနော် location လေးကိုတော့မင်း Google Map မှာပင်ထောက်ထားပေးပါမယ်ပုံငှားခြင်းနဲ့ဆိုရင် Google Map ပင် location အတိုင်းပဲပေါ်မှာရိုက်ရှာလိုက်လို့ရှိရင်ရပါတယ်ရှင်ဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ဘလော့တွေမှာပြန်တွေ့ဆုံတွေ့ကြမယ်နော်